အားလုံးပဲမင်္ဂလာပါ Tasty Vlog ကနေကြိုဆိုပါရစေဒီနေ့တော့အိမ်မှာငဖယ်ကောင်းဟင်းကျွန်းနဲ့မုတ်ဖက်တုပ်လေးတုပ်စားဖြစ်ပါတယ်မုတ်ဖက်တုပ်ကိုဘယ်လိုတုပ်မလဲဆိုတာကိုကြည့်ပေးကြပါဦးနော် မုတ်ဖက်စားထည့်ပါပြီနော်ဒါပဲမုတ်ထည့်ပါမယ်ဒါကတော့နော်မချိုးပါဖြစ်တဲ့ရတာမုတ်လေးပေါ့နော်ဒါကငုတ်တမုတ်ထည့်ပါမယ်ဗလီနည်းနည်းဖြစ်အောင်လို့ပေါ့နော်ငုတ်တမုတ်လေးနည်းနည်းမပြားကြီးထည့်ပါမယ်ဒါမကြီးရည်ပေါ့နော်မကြီးရည်ထည့်ပါမယ်ဒါအဓိကဖြစ်တဲ့ပေါ့နော်စီချက်ပေါ့ကျက်သွင်းပြောကျက်သွင်းရောကြော်တာစီချက်လေးဒီချက်လေးများမှမဟုတ်တော့လေးကမူမူလေးစားဒါနဲ့နာမည်နော်ခုတော့ဒါစနေပါတော့မယ်လိုင်းနဲ့ဆိုပါတော့နော်သိအစင်မပြေဘူးပေါ့နော်ဒါလက်လေးစေးထားပါတယ်နော်ဘုရားကကိုဆိုရင်ပေါ့နော်စားလို့ရပါပြီရန်ကောင်းတယ်ငို့ဘတော့ချင်းရဆက်ဆက်လေးနဲ့ငဖယ်ကောင်းဟင်းညူလေးနဲ့ရန်ကောင်းတာပဲရန်လိုက်ပါတယ်ငဖယ်ကောင်းဟင်းကကြာထားပြီးတော့ချက်ထားလို့လားမသိဘူးဟင်းလေးကသူ့ရဲ့အရသာအချိုတက်ကပူထွက်လာပြီးတော့အရန်စားလို့ကောင်းတယ်တောက်လို့ကောင်းတယ်ငဖယ်ကောင်းညကတ်ဟုတ်ကောင်းမကောင်းအတားချိုနေရောပဲဒီနေ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and follow နဲ့ share လေးလုပ်ပေးခဲ့ကြပါဦးနော်နောက်ဗီဒီယိုတွေမှာဘာတွေဘယ်လိုစားပြအောင်မလဲဆိုတာကိုကြည့်ရှုပေးကြပါဦးအားလုံးပဲ bye bye